ဒီကောင်မလေးမှာ follower 17 တန်းကျော်ရှိတယ်သူ့ရဲ့ makeup transition video တွေနဲ့အကတွေကလူငယ်တွေကြားထဲမှာအရန်ကိုနာမည်ကြီးပြီးတော့မှ international အထိပါပြန့်နှံ့နေတဲ့ Vietnam influencer မလေးတစ်ယောက်ဖြစ်တယ်သူကအခုချိန်မှာအသက်ကလည်း23နှစ်လောက်လေးပဲရှိတယ်အရန်ကိုအောင်မြင်နေအရန်ကိုလှပနေတဲ့အချိန်မှာသူ့ရဲ့ဘဝမှာအိမ်မက်ဆိုးတစ်ခုဖြစ်လာခဲ့တယ်အဲ့ဒါကသူတွေးကင်ဆာဖြစ်နေတာကိုလွန်ခဲ့တဲ့ရက်ပိုင်းကမှသိလိုက်ရတယ်ဒီ Vietnam influencer မလေးရဆိုရင်3နှစ်တိbubble tea တွေပဲတရက်ကို9ဘူးလောက်တောက်ခဲ့တယ်ရေကိုလုံးဝကိုမတောက်ခဲ့ပါဘူးတဲ့ပြီးတော့ညတွေဆိုလည်းလုံးဝမအိပ်ဖ ೇನೆ မနက်ပိုင်း6နာရီ9နာရီမှတာ तू ကအိပ်ပါတယ်သူရဲ့အိတ်ချိန်တွေလည်းမမှန်ခဲ့ဘူးပေါ့ဘဘတီးတွေအများကြီးတောက်ခြင်းကတော့ကြောက်ကက်ကိုမကောင်းစေဘူးဒါရှူဂါတွေပေါ့နော်စီးကြိုတွေးကြိုလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဒါကတော့ကင်ဆာဖြစ်စေနိုင်တာမဟုတ်ပါဘူးအဲ့ရေပြက်လွန်းလို့မနေ့မှအိတ်လို့ကင်ဆာဖြစ်တာလည်းမဟုတ်ပါဘူးအဲ့ရေပြက်တဲ့ချိန်မှာကိုခံအားတွေကျဆင်းလာမယ်ကိုခံအားကျဆင်းလာတဲ့ချိန်မှာကိုယ့်ရဲ့ metabolism rate တွေကျပြီးတော့မှဒီကင်ဆာဆဲလေးတွေဖြစ်လာရင်ကိုယ့်ရဲ့ကိုခံအားကမြန်ဆန်ဆန်မတိုက်ထုတ်နိုင်တဲ့အချိန်မှာဒီကင်ဆာဆဲတွေပိုပြန့်လာပြီးတော့မှတွေးကင်ဆာကိုမြန်ဆန်လွယ်ကူဖြစ်စေနိုင်တာမျိုးလို့ကက်တလီနာကတော့ထင်ပါတယ်ကိုယ့်ရဲ့တငယ်ချင်းတွေထဲမှာအခုလိုမျိုးအိတ်စားမမှန်တဲ့လူတွေရှိတယ်ဆိုရင်အသက်ငယ်နေတာပဲဆိုပြီးတော့မှမပေါ်ဆဖို့အတွက်ဒီဗီဒီယိုလေးရဲ့အောက်မှာ mention ခေါ်ပြီးတော့မှတတိပေးလိုက်ကြအောင်နော်သူဟာတွေးကင်ဆာယောဂါကိုခံစားနေရတဲ့ဝေဒနာရှင်တစ်ယောက်ဖြစ်ပေမဲ့လေသူဟာပျော့ပျော့ရွှွှမဲ့ဆေးရုံဝိဆုံလေးနဲ့တစ်တော့အကတွေကနေခဲ့တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်သူဟာတကယ်ကိုမှအရန်ကိုစိတ်သက်ပိုင်ဆိုင်မှာတန်မာတဲ့အမျိုးသမီးလေးတယောက်ဆိုတာသိကြပါတယ်ဒါပေမဲ့ဘာလို့ဒီလိုကံကြမ္မာဆိုအဖြစ်ဆိုကြီးကသူ့ရဲ့အောင်မြင်ဆုံးအငယ်ရွယ်ဆုံးအချိန်လေးမှာဘာလို့ဖြစ်ခဲ့ရလဲဆိုတာတကယ်ကိုယူကြုံမရပါပဲဒါကြောင့်မို့လို့တင်ကိုယ်တိုင်တတိထားပါပတ်စံတွေကိုတောက်လျှောက်ရှာနေရင်းနဲ့ကိုယ့်ရဲ့ကျန်းမာရေးကိုဘယ်နှမှာပြစ်ထားမိလဲကိုယ့်ရဲ့အစားအသောက်တွေကိုဘာတွေစားမိနေလဲပတ်စံတွေတောက်လျှောက်ရှာနေရင်းနဲ့ပဲဖြစ်ပညာတွေတောက်လျှောက်စူးစမ်းရင်းနဲ့ပဲဖြစ်ကိုယ့်ရဲ့ကျန်းမာရေးကိုငယ်လေးပါတယ်ဆိုပြီးလစ်လူရှုမိနေပြီလားလုံးဝလစ်လူမရှုပါနဲ့နော်ကျန်းမာရေးကနံပါတ်1ပါကက်တလီနာတို့ဆိုရင်အသက်30နားနီးလာတဲ့အချိန်မှာကျန်းမာရေးကကိုယ့်အတွက်ဘလောက်တော့အရေးကြီးတယ်ဆိုတာကိုကိုယ်တိုင်ကိုကြသိလာခဲ့ပါပြီဒါကြောင့်မို့လို့ပုံမှန်စားကြပါပုံမှန်လေးကျင့်ကြံလေးလုပ်ကြပါရေမြများတောက်ကြပါမကျန်းမာတဲ့နေထိုင်စားတောက်ပုံမျိုးကိုအခုကလေးကဒီကောင်မလေးကိုတင်ခန်းစာယူပြီးတော့မှရှောင်ကျဉ်နိုင်ဖို့အတွက်ဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်blo ရိုက်တဲ့အချိန်တိုင်းမှာဆိုရင်ကက်တလီနာသုံးနေတဲ့ဒီမိုက်ကလေးကဘာလေးလဲဘလောက်လဲလို့မေးတဲ့အတွက်ဒီမိုက်ကလေးကကက်တလီနာရောင်းတာပါသူ့ရဲ့ model က F15 ဖြစ်ပြီးတော့မှမိုက်ကဒီလိုနှစ်ခုတောင်ပါတယ်နော်ဘယ်လိုဖုန်းတွေသုံးလို့ရလဲဆိုတော့ Type C ဖုန်းသုံးလို့ရတယ် iPhone သုံးလို့ရတယ်ပေါ့နော် Android ကတော့သုံးလို့မရပါဘူးသူ့မှာအတွင်းကြိုးလေးတစ်ခုလည်းပါတယ်ပေါ့နော်နောက်ကောင်းတဲ့အချက်ကသူ့မှာဒီလိုအမွေးလေးပါဒီအမွေးလေးပါတဲ့အတွက်ပြင်ပက noise တွေအတန်တွေကားတန်တွေလေတန်တွေဆိုရင်သူက short ချပေးတယ်ပေါ့နော်ဒီ mic ကလေးက budget mic လေးဖြစ်တဲ့အတွက်အခုမှ blog ကအစလုံးမဲ့လူတွေဆိုရင်သုံးတင်ပါတယ်ဒီ mic ကလေးက9800ပါပဲဈေးအရန်တက်တာလို့အိမ်ရောက်ငွေချေပုတ်ပေးနေပါတယ်မယူခြင်းနဲ့ဆိုရင် comment မှာ F15 လို့မှန်ခဲ့ပါနော်